ယနေ့အလုပ်ခန့်ထားသောဝန်ထမ်းများအတွက်ကူးစက်ရောဂါသင်တန်းတွင်ပါဝင်ရန်မအားလပ်သောအချိန်ဇယားများမှအချိန်ယူ၍အားလုံးကိုကျေးဇူးတင်ပါသည်ဤသင်တန်းတွင်သင်နေ့စဉ်လုပ်ငန်းတာဝန်များကိုစိတ်ချယုံကြည်စွာထမ်းဆောင်နိုင်စေရန်အလွန်အရေးကြီးသောအကြောင်းအရာများပါဝင်ပါသည်ဤသင်တန်း၏အဓိကရည်ရွယ်ချက်မှာအထူးဘိုးဘွားရိပ်သာပတ်ဝန်းကျင်တွင်အလုပ်လုပ်ကိုင်ရန်အတွက်မရှိမဖြစ်လိုအပ်သောကူးစက်ရောဂါထိန်းချုပ်ခြင်းဆိုင်ရာအခြေခံအသိပညာနှင့်တိကျသောလက်တွေ့ကျသောကျွမ်းကျင်မှုတို့ကိုသေချာစွာရရှိရန်ဖြစ်ပါသည်ယင်းသည်ကျွန်ုပ်တို့နေထိုင်သူများသာမကသင်လုပ်ဖော်ကိုင်ဖက်များနှင့်သင်ကိုယ်သင်ရောဂါပိုးကူးစက်မှုမှကာကွယ်ပေးနိုင်မည်ဖြစ်သည်ထို့အပြင်အဖွဲ့အစည်းတစ်ခုသည်စက်ရုံအတွင်းကူးစက်ရောဂါဖြစ်ပွားချိန်တွင်မည်ကဲ့သို့တုံ့ပြန်ဆောင်ရွက်သင့်သည်ကိုဖော်ပြထားသည့်လုပ်ငန်းအဆက်မပြတ်အစီအစဉ်၏အခြေခံသဘောတရားကိုလေ့လာနိုင်မည်ဖြစ်သည်ယနေ့သင်တန်းသည်15မိနစ်ခန့်သာကန့်သတ်ထားတော်လဲသင်မြင်ခဲ့သည့်သင်ခန်းစာဖွဲ့စည်းပုံအတိုင်းအချက်တစ်ခုစီကိုရှင်းလင်းတည်တည်ချာချာဖြတ်ကျော်ပါမည်သင်တန်းကာလအတွင်းမေးခွန်းများသို့မဟုတ်စိုးရိမ်ပူပန်မှုများရှိပါကသင်တို့ကိုချရေးပြီးမေးခွန်းလွှာဖြေပါဘိုးဘွားရိပ်သာတွေမှာကူးစက်ရောဂါခံနိုင်ရည်နေတဲ့တက်ကြီးရွယ်အိုတွေအများစုဟာအရင်းခံအခြေအနေတွေရှိကြတဲ့အတွက်ကူးစက်ရောဂါဖြစ်ပွားရင်ဆေးခန်းတွေမှာအလွယ်တကူပြန့်ပွားနိုင်ပါတယ်ရောဂါဖြစ်ပွားမှုသည်နေထိုင်သူများ၏ကျန်းမာရေးကိုသာမကဝန်ထမ်းဖွဲ့စည်းပုံနှင့်ဒေသဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုအပေါ်ကြီးမားသောသက်ရောက်မှုရှိမည်ဖြစ်သည်ထို့ကြောင့်ပျက်စီးမှုအ ਨੇ ဆုံးနှင့်အရေးပေါ်အခြေအနေများတွင်ဆက်လက်ဝန်ဆောင်မှုများဆက်လက်လုပ်ဆောင်ရန်နေ့စဉ်ကြိုတင်ကာကွယ်မှုအစီအမံများလုပ်ဆောင်ရန်နှင့်လုပ်ငန်းအဆက်မပြတ်အစီအစဉ်များပฏิပတ်ကိုနားလည်ရန်အရေးကြီးပါသည်တက်ကြီးရွယ်အိုတွေဟာယောဂကူးစက်ခံရနိုင်ခြေပိုများပြီးအသက်အရွယ်ကြီးရင့်မှုနဲ့အရင်းခံယောဂတွေကြောင့်ဖြစ်ရတဲ့ခုခံအားစနစ်တွေအားနည်းလာတာကြောင့်ပြင်းထန်တဲ့လက္ခဏာတွေဖြစ်ပေါ်လာလေ့ရှိပါတယ်။အစာမျိုးချခြင်းလှုပ်ဆောင်မှုကျဆင်းခြင်းကြောင့်အစာအိမ်အဆုတ်အေးမိနိုင်ခြေအရေပြားအတားအဆီးလှုပ်ဆောင်မှုအားနည်းလာခြင်းအများသူငါနေထိုင်မှုပတ်ဝန်းကျင်နှင့်အသိဉာဏ်ဆိုင်ရာလှုပ်ဆောင်မှုကျဆင်းခြင်းကြောင့်ကြိုတင်ကာကွယ်မှုပြုလုပ်ရန်ခက်ခဲခြင်းတို့ပါဝင်ပါသည်။ဤအကြောင်းများကြောင့်တက်ကြီးရွယ်အိုများသည်ယောဂပိုးကူးစက်နိုင်ခြေပိုများပြီးယောဂပိုးမွှားကာကွယ်ခြင်းဆိုင်ရာမြင့်မားသောသတိပေးမှုအဆင့်ကိုစက်ရုံတစ်ခွင်လုံးလိုအပ်ပါသည်ယောဂပိုးများခန္ဓာကိုယ်အတွင်းပြန့်နှံ့ဝင်ရောက်လာသောအခါကူးစက်ယောဂများဖြစ်ပွားတတ်ပါသည်ယောဂပိုးတစ်ခုဖြစ်ပွားရန်ယောဂပိုးမွှားများကူးစက်မှု၏ရင်းမြစ်ပိုးဝင်သည့်လမ်းကြောင်းနှင့်အိမ်ရှင်လူသားခံနိုင်ရည်ရှိနိုင်မှုတို့ဖြစ်သည်ယောဂပိုးထိန်းချုပ်ခြင်း၏အခြေခံသည်ဤအချက်၃ချက်ထဲမှတစ်ခုခုကိုဖယ်ရှားပစ်ရန်ဖြစ်သည်အထူးသဖြင့်သူနာပြုစောင့်ရှောက်မှုစက်တင်များတွင်ယောဂပိုးလမ်းကြောင်းကိုပိတ်ဆို့ခြင်းသည်အရေးကြီးဆုံးနှင့်ဖြစ်နိုင်ခြေရှိသောတိုင်းတာမှုဖြစ်သည်အရေးယူခြင်းအတွက်တိကျသောလမ်းညွှန်ချက်မှာမထည့်ပါနဲ့မဖြန့်ပါနဲ့မထုတ်ပါနဲ့ဆိုတဲ့နည်းရာမသုံးရပါကူးစက်မှု၏အဓိကလမ်းကြောင်းများပထမမှာကူးစက်ယောဂကူးစက်မှုဖြစ်သည်ယောဂပိုးရှိသူသို့မဟုတ်ညဉ့်ဉန်းနေသောပတ်ဝန်းကျင်သို့မဟုတ်အရာဝတ္ထုများနှင့်ထိတွေ့မိသည့်အခါလက်နှင့်ခန္ဓာကိုယ်၏အခြားစိတ်ပိုင်းများမှတစ်ဆင့်ဤကူးစက်မှုတွင်အဖြစ်အများဆုံးလမ်းကြောင်းဖြစ်သည်နောက်တစ်ခုကတော့အဆက်ပြောက်ပိုးဝင်ခြင်းဖြစ်ပါတယ်ယောဂပိုးရှိသူချောင်းဆိုးနှာချေသို့မဟုတ်စကားပြောသည့်အခါတွင်ပြန့်ကျဲနေသောအမှုန်မွှားများကိုရှုရှိုက်ခြင်းဖြင့်ကူးစက်သည့်အမှုန်မွှားများသည်1 မှ 2 မီတာအကွာအဝေးသို့ရောက်ရှိနိုင်သည်အစီအမံများတွင်နှာခေါင်းစည်းများဝတ်ဆင်ခြင်းချောင်းဆိုးခြင်းဆိုင်ရာကျင့်ဝတ်များကိုလေ့ကျင့်ခြင်းလုံလောက်သောလေဝင်လေထွက်ရှိစေရန်နှင့်ကိုယ်လက်ကွာအဝေးကိုထိန်းသိမ်းခြင်းတို့ပါဝင်သည်နောက်တစ်ခုကတော့လေထဲမှာပိုးဝင်ပါတယ်အဆက်လေးတွေခြောက်သွေ့ပြီးသေးငယ်တဲ့အမှုန်မွှားတွေ droplet nuclei တွေကိုလေထဲမှာအချိန်ကြာကြာရှူရှိုက်မိတဲ့အခါယောဂပိုးတွေဖြစ်ပေါ်ပါတယ်လေစီးကြောင်းကြောင့်ကျယ်ပြန့်တဲ့ဧရိယာကိုပြန့်နှံ့သွားပါတယ်တံပြန်ဆောင်ရွက်မှုတွေမှာစွမ်းဆောင်ရည်မြင့်မျက်နှာဖုံးတွေဥပမာ65မျက်နှာဖုံးများသူများဆင်ခြင်းတီးတန့်ခန်းများကိုစီမံခန့်ခွဲခြင်းနှင့်လေဝင်လေထွက်ကောင်းမွန်စေခြင်းတို့ပါဝင်ပါတယ်နောက်ဆုံးတော့သွေးကကူးစက်တဲ့သွေးနှင့်ခန္ဓာကိုယ်ရည်များမှတစ်ဆင့်ကူးစက်ခြင်းဥပမာအထိုးဒဏ်ရာသို့မဟုတ်ညဉ့်ဉန်းသောဆေးဘက်ဆိုင်ရာပစ္စည်းများကိုအသုံးပြုခြင်းမှကူးစက်သည့်အစီအမံများတွင်ဘေးကင်းသောနည်းစနစ်များကိုလိုက်နာခြင်းပြန်မသိမ်းခြင်းတင့်လျော်သောကိုယ်ရေးကိုယ်ရာအကာအကွယ်ပစ္စည်းများကိုအသုံးပြုခြင်းနှင့်သွေးနှင့်ခန္ဓာကိုယ်ရည်များကိုစနစ်တကျစွန့်ပစ်ခြင်းတို့ပါဝင်သည်
ဘိုးဘွားရိပ်သာများတွင်တုပ်ကွေး Norovirus COVID-19 ပေါက်များမရစကူးစက်မှု TB ရောဂါနှင့်အခြားရောဂါများဖြစ်ပွားနိုင်ခြေရှိသောကြောင့်နေ့စဉ်နေ့တိုင်းသတိထားရန်အရေးကြီးပါသည်အဆိုပါကူးစက်ရောဂါများသည်နေထိုင်သူများသာမကဝန်ထမ်းများကိုပါထိခိုက်စေနိုင်သောကြောင့်ဝန်ထမ်းများသည်မိမိတို့၏ကျန်းမာရေးကိုသေချာစွာစီမံခန့်ခွဲရန်နှင့်ကူးစက်မှုမှကာကွယ်ရန်အစီအမံများလိုအပ်ပါသည်ယခုမှစ၍တိကျကူးစက်မှုထိန်းချုပ်ရေးအစီအမံများအတွက်အခြေခံဖြစ်ဆောင်ရွက်သောစံကြိုတင်ကာကွယ်မှုများကိုရှင်းပြပါမည်။ဤဒီမှာအသုံးပြုသူအားလုံး၏သွေးခန္ဓာကိုယ်ရည်များချွေးမအပအညစ်အကြေးများဒဏ်ရာများအရေပြားအကြည့်ချွဲမြေပါစသဖြင့်ပိုးဝင်နိုင်ခြေအဖြစ်ဆက်ဆံသင့်သည်။ယောဂလက္ခဏာမပေါ်မီနှင့်လူတဦးကူးစက်နိုင်သည့်နေရာများရှိသောကြောင့်ဤဒီမှာလူတိုင်းနှင့်တပြေးညီကျင့်သုံးသင့်သည့်ကြိုတင်ကာကွယ်မှုတစ်ခုဖြစ်သည်။ထိရောက်သောကူးစက်ရောဂါထိန်းချုပ်မှု၏ပထမခြေလှမ်းမှာတင်ဤနေ့စဉ်လုပ်ငန်းဆောင်တာအဖြစ်ရောဂါပိုးကူးစက်နိုင်ခြေအမြဲရှိနေသည်ကိုသတိရနေရင်ဖြစ်သည်။စံချိန်မီသတိထားမှုများကိုအကောင့်ထဲပေါ်ရန်အတွက်အခြေခံမူ၃ရက်မှာလင်းကိုမထည့်ပါနှင့်မဖြန့်ပါနှင့်မထုတ်ပါနှင့်ကူးစက်မှုစတင်ခြင်းကိုတားဆီးရန်အစီအမံများတွင်ဝန်ထမ်းများ၏ကျန်းမာရေးကိုစီမံခန့်ခွဲခြင်းဧည့်သည်များနှင့်ရောင်းချသူများထံမှပူးပေါင်းဆောင်ရွက်မှုတောင်းဆိုခြင်းကျန်းမာရေးစစ်ဆေးမှုတကိုယ်ရည်တန်ရှင်းရေးနှာခေါင်းစည်းများဝတ်ဆင်ခြင်းနှင့်ကိုအခြေခံသည့်လည်ပတ်မှုများကိုကန့်သတ်ခြင်းတို့ပါဝင်သည်ပြန့်ပွားမှုကိုတားဆီးရန်တွင်စံကြိုတင်ကာကွယ်မှုများကိုနှိုင်းချွတ်အကောင့်ထဲပေါ်ရန်စောစီးစွာရှာဖွေပြီးတုံ့ပြန်ရန်အရေးကြီးသည်ခွဲထုတ်ရန်ပိုးသက်ဆေးနှင့်စနစ်တကျဆုံးခွဲခြား၍မတန်ရှင်းသောနေရာများထားရှိရန်အရေးကြီးပါသည်ဗိုင်းရပ်စ်ပိုးမပြန့်ပွားစေရန်အတွက်ဝန်ထမ်းများသည်ပိုးမွှားများမဖြစ်စေရန်တင့်လျော်သောတကိုယ်ရည်တန်ရှင်းမှုလိုအပ်ပြီးညဉ့်ဉန်းသောပိတ်စနှင့်အမှိုက်များကိုစနစ်တကျစွန့်ပစ်ရပါမည်နံပါတ်10ညဉ့်ဉန်းသောတကိုယ်ရည်တန်ရှင်းရေးသည်တက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဆောက်အအုံများတွင်ရောဂါပိုးကူးစက်မှုလမ်းကြောင်းကိုပိတ်ဆို့ခြင်းအတွက်အခြေခံအကျဆုံးနှင့်အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီးထိတွေ့ကူးစက်မှုအများဆုံးဖြစ်ပွားသည့်နေရာဖြစ်သည်လက်တန့်ရှင်းရေးလှုပ်ဆောင်ရာတွင်လူမှအကြံပြုထားသည့်အချိန်၅ခုဖောက်သည်ကိုမထိတွေ့မီတန့်ရှင်းရေးလှုပ်ထုံးလုပ်နည်းများမပြုလုပ်မီခန္ဓာကိုယ်ရည်များနှင့်ထိတွေ့ပြီးနောက်ဖောက်သည်ကိုထိပြီးနောက်ဖောက်သည်တစ်ဝိုက်ရှိအရာဝတ္ထုများကိုထိပြီးနောက်နှင့်စောင့်ရှောက်မှုတစ်ခုလက်ဆေးခြင်းနိယာမတို့ကိုသတိပြုပါနီလန်းမှာလက်ကိုဆက်ပြာနှင့်ရေဖြင့်အနည်းဆုံးစက္ကန့်30ကြာဆေးကြောခြင်းသို့မဟုတ်နိုရိုဗိုင်းရပ်ပိုးရှိနေသည်ဟုသံသယရှိလျင်လက်ကိုညစ်ပတ်အောင်ဆေးပါမမြင်နိုင်သောအညစ်အကြေးများမချောက်မချင်းအရက်ကိုအခြေခံပိုးသက်ဆေးဖြင့်ပုတ်ပေးပါအသေးစိတ်အတွက်လက်ကမ်းစာဆောင်ကိုဖတ်ရှုပါတကိုယ်ရည်အကာအကွယ်ပစ္စည်းဖြစ်သည်ဝန်ထမ်းများအကြားယောဂပိုးမွှားများနှင့်ထိတွေ့ခြင်းမှကာကွယ်ရန်နှင့်ဖောက်သည်များအကြားကူးလူးဆက်ဆံခြင်းမှကာကွယ်ရန်မရှိမဖြစ်လိုအပ်ပါသည်အဓိကအမျိုးအစားများတွင်လက်အိတ်များဂါဝင်များခါးစည်းများမျက်နှာဖုံးများနှင့်မျက်လုံးကာကွယ်များပါဝင်သည့်စောင့်ရှောက်မှု၏အန္တရာယ်အကဲဖြတ်မှုအပေါ်အခြေခံ၍ရင်းတို့ကိုရွေးချယ်ထားသည်အထူးသဖြင့်ဖေကိုဖယ်ရှားသည့်အခါတွင်တင့်လျော်စွာဖြည့်သွင်းခြင်းနှင့်ဖြုံးတီးခြင်းသည်မိမိကိုယ်ကိုညဉ့်ဉန်းခြင်းမှကာကွယ်ရန်အရေးကြီးပါသည်ပြင်ပမျက်နှာပြင်များညဉ့်ဉန်းနေကြောင်းအမြဲတမ်းထားရမည်စက်ရုံမှပံ့ပိုးပေးထားသည့်လုပ်ထုံးလုပ်နည်းများနှင့်ဗီဒီယိုများကိုကိုးကားခြင်းဖြင့်မှန်ကန်သောလုပ်ထုံးလုပ်နည်းများကိုလေ့လာပါဤဇယားသည်တာမန်စောင့်ရှောက်မှုအခြေအနေများအတွက်ကိုရွေးချယ်ခြင်းအတွက်လမ်းညွှန်တစ်ခုပေးပါသည်ဥပမာအားဖြင့်အသက်ရှူလမ်းကြောင်းဆိုင်ရာစောင့်ရှောက်မှုတွင်တံတွေးနှင့်အဆက်ဆက်များပြန့်ပွားနိုင်ခြေမြင့်မားသောကြောင့်လက်အိတ်များမျက်နှာဖုံးများမျက်လုံးကိုကာကွယ်ရန်နှင့်အခြေအနေပေါ်မူတည်၍သူညံ့မှုန်များလိုအပ်ပါသည်စွန့်ထုတ်ရာတွင်ကူညီပေးသည့်အခါတွင်လက်အိတ်များသည်မရှိမဖြစ်လိုအပ်ပြီးအခြေအနေပေါ်မူတည်၍မျက်နှာဖုံးနှင့်သူညံ့ဆုံကာဝင်ကိုလည်းဝတ်ဆင်နိုင်ပါသည်အော့အန်ခြင်းနှင့်ဝမ်းလျှောဝမ်းသွားခြင်းများကိုစွန့်ပစ်သည့်အခါနိုရိုဗိုင်းရပ်စ်နှင့်အခြားဗိုင်းရပ်စ်များမပြန့်ပွားစေရန်အတွက်အမြင့်ဆုံးသတိထားပါဤဒီမှာလမ်းညွှန်ချက်တစ်ခုသာဖြစ်သည့်အသုံးပြုသူ၏အခြေအနေစောင့်ရှောက်မှုအကြောင်းအရာနှင့်ကူးစက်မှုအန္တရာယ်တို့ကိုအမြဲတမ်းအကဲဖြတ်ပြီးတင့်လျော်သောဖေကိုစက်ရုံ၏လမ်းညွှန်ချက်နှင့်အညီရွေးချယ်အသုံးပြုပါပတ်ဝန်းကျင်တန်ရှင်းရေးနှင့်ပိုးသက်ခြင်းများသည်ယောဂပိုးကူးစက်နိုင်ခြေကိုလျှော့ချရန်အရေးကြီးသောလှုံ့ဆော်ချက်များဖြစ်သည်ထိတွေ့မှုမြင့်သောမျက်နှာပြင်များကိုတစ်နေ့လျှင်
အနည်းဆုံးတစ်ကြိမ်တန်ရှင်းပြီးပိုးသက်ပါညဉ့်ဉန်းနေပါကဆေးခန်းမှအကြံပြုထားသောမှန်ကန်သောပိုးသက်ဆေးပြင်းအားနှင့်ထိတွေ့ချိန်ကိုအသုံးပြုပါသွေးသို့မဟုတ်ခန္ဓာကိုယ်ရည်များယိုဖိတ်သည့်အခါတွင်ပိကိုဝစ်စင်ပါဖယ်ရှားပါတန်ရှင်းရေးလုပ်ပြီးတင့်လျော်စွာပိုးသက်ပါချောင်းဆိုးခြင်းကျင့်ဝတ်သည်ချောင်းဆိုးနှံ့ချေခြင်းကြောင့်ဖြစ်ပေါ်လာသောအမှုန်မွှားများပြန့်နှံ့မှုကိုတားဆီးပေးသည်ပါးစပ်နှင့်နှာခေါင်းကိုတစ်ရှူးစသည်တို့ဖြင့်အုပ်ပြီးအသုံးပြုပြီးခြင်းအမှိုက်ပုံးထဲသို့စွန့်ပစ်ပါတကိုယ်ရည်တန်ရှင်းမှုကိုလေ့ကျင့်ဖို့မမေ့ပါနဲ့ပိုးမွှားများနှင့်အမှိုက်များကိုဂရုတစိုက်ကင်တွယ်ရမည်မြင်သာစွာကင်တွယ်ပါခွဲခြား၍စနစ်တကျစွန့်ပစ်ပါကင်တွယ်ပြီးနောက်တကိုယ်ရည်တန်ရှင်းမှုကိုအမြဲလုပ်ဆောင်ပါပုံမှန်ကြိုတင်ကာကွယ်မှုများသည်စောင့်ရှောက်မှုအားလုံး၏အခြေခံဖြစ်သည်သို့သောအချို့သောကူးစက်ရောဂါများအထူးသဖြင့်ကူးစက်တတ်သောသို့မဟုတ်ပြင်းထန်သောဖျားနာမှုဖြစ်စေသောအချို့သောကူးစက်ရောဂါများသည်ပိုမိုကောင်းမွန်သောကူးစက်မှုလမ်းကြောင်းများကိုအနှောင့်အယှက်ဖြစ်စေရန်အတွက်ထပ်လောင်းကြိုတင်ကာကွယ်မှုများကူးစက်မှုအခြေခံကြိုတင်ကာကွယ်မှုများလိုအပ်ပါသည်ရောဂါပိုး၏လက္ခဏာများကိုနားလည်ပြီးတင့်လျော်သောနောက်ထပ်အစီအမံများပြုလုပ်ခြင်းသည်ရောဂါဖြစ်ပွားမှုကိုကာကွယ်ရန်အဓိကသောချက်ဖြစ်သည်စကဲဘီဇသည်အဓိကအားဖြင့်စကဲဘီဇမိုက်နှင့်ဓာတ်ရိုက်ကြာရှည်စွာအရေပြားထိတွေ့ခြင်းမှတဆင့်ကူးစက်သည့်လက်အိတ်များနှင့်ဂါဝင်များကိုပြုစုစောင့်ရှောက်စဉ်အတွင်းဝစ်စင်ကြပြီးပိတ်စများနှင့်အဝတ်စားများကိုရေနွေးဖြင့်ဆေးကြောပြီးအပူချိန်မြင့်မြင့်ဖြင့်အခြောက်ခံပါသည် Carotenoids အမျိုးအစားသည်အထူးသဖြင့်ပြင်းထန်သောပတ်ဝန်းကျင်တန်ရှင်းရေးလိုအပ်သည်မတ်စာသည်အဓိကအားဖြင့်အဆက်အသွယ်မှကူးစက်သည်လက်တန့်ရှင်းရေးသည်အရေးကြီးဆုံးဖြစ်ပြီးဒဏ်ရာများကိုမထိန်းချုပ်နိုင်ပါကထိတွေ့မှုသတိထားချက်များလက်အိတ်ကာဝင်ကိုအသုံးပြုပြီးတကိုယ်ရည်သုံးပစ္စည်းများကိုဆင်ခြင်ပါဤစရာသည်ဘိုးဘွားရိပ်သာရှိအဓိကကူးစက်ရောဂါများနှင့်အရေးကြီးသောထပ်လောင်းကြိုတင်ကာကွယ်မှုအစီအမံများကိုအကျဉ်းချုပ်ဖော်ပြထားသည်တုပ်ကွေးရောဂါကိုကာကွယ်ရန်အဓိကသောချက်မှာကာကွယ်ဆေးထိုးခြင်းနှင့်အဆက်ပြောက်များခြင်းမှကာကွယ်ခြင်းဖြစ်ပါသည်နိုရိုဗိုင်းရပ်စ်ကိုကာကွယ်ခြင်းသည်လက်ဆေးခြင်းနှင့်ဟီပိုကလိုရိုက်ပိုးသက်ခြင်းဖြစ်သည်COVID-19 ကာကွယ်ခြင်းသည်ကာကွယ်ဆေးထိုးခြင်းမျက်နှာဖုံးများနှင့်လေဝင်လေထွက်ရောဂါပိုးမွှားများကိုကာကွယ်ခြင်းမှာထိတွေ့မှုကာကွယ်ရေးနှင့်ပိတ်စစီမံခန့်ခွဲမှုမွေးစားကိုကာကွယ်ခြင်းသည်လက်တန့်ရှင်းရေးနှင့်ထိတွေ့ခြင်းမှကာကွယ်ခြင်းဖြစ်ပါသည်နောက်ဆုံးပေါ်အချက်အလက်များကိုအမြဲစစ်ဆေးပြီးစက်ရုံ၏ညွှန်ကြားချက်များကိုလိုက်နာပါကူးစက်ရောဂါထိန်းချုပ်ရေးအစီအမံများသည်ဝန်ထမ်းများအားလုံး၏ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပါသည်ပထမဦးစွာဝန်ထမ်းများသည်ရင်းတို့၏ကျန်းမာရေးကိုစီမံခန့်ခွဲရန်နှင့်တကိုယ်ရည်တန့်ရှင်းမှုကိုလိုက်နာရန်အရေးကြီးပါသည်တင်နေမကောင်းပါကကျေးဇူးပြု၍သတင်းပို့ပါကာကွယ်ဆေးထိုးပါလက်တန့်ရှင်းရေးကိုလေ့ကျင့်ပါယူနီဖောင်းများနှင့်တကိုယ်ရည်သုံးပစ္စည်းများကိုတန့်ရှင်းအောင်ထားပါတင်၏ကိုယ်ပိုင်ဘဝတွင်ပင်ကူးစက်မှုထိန်းချုပ်ရေးအစီအမံများကိုသတိရှိပါဆက်လက်၍ဒေသခံများ၏အခြေအနေကိုကြည့်ရှုပြီးသတင်းပို့သည်ကျွန်ုပ်တို့နေထိုင်သူများနှင့်နေ့စဉ်နေ့တိုင်းထိတွေ့ဆက်ဆံသူများသည်ရင်းတို့၏ဘဝတွင်သေးငယ်သောပြောင်းလဲမှုများကိုပထမဆုံးသတိပြုမိကြသည်အစားအသောက်ပြတ်ခြင်းဖျားခြင်းချောင်းဆိုးခြင်းသို့မဟုတ်အဖုများကဲ့သို့ပုံမှန်မဟုတ်သောလက္ခဏာများတွေ့ရှိပါကသူနာပြုဝန်ထမ်းသို့မဟုတ်ကြီးကြပ်ရေးမှူးထံချက်ချင်းသတင်းပို့ပါစောစီးစွာသိရှိခြင်းသည်ပြန့်ပွားမှုကိုတားဆီးပေးသည်စက်ရုံအတွင်းကူးစက်ရောဂါဖြစ်ပွားမှုမဖြစ်နိုင်သောအခြေအနေမျိုးတွင်စက်ရုံသည်ဤလုပ်ငန်းဆက်မပြတ်အစီအစဉ် BAC ကိုအခြေခံ၍စနစ်တကျတုံ့ပြန်ဆောင်ရွက်မည်ဖြစ်ပါသည်ပထမဦးစွာညွှန်ကြားချက်နှင့်ထိန်းချုပ်မှုသတင်းအချက်အလက်စုဆောင်းခြင်းနှင့်မျှဝေခြင်းဆုံးဖြတ်ချက်များချခြင်းနှင့်ဆက်စပ်အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းခြင်းတို့အတွက်တာဝန်ရှိသည့်ဌာနဆိုင်ရာဒါရိုက်တာမှဦးဆောင်သည့်တုံ့ပြန်ရေးဌာနချုပ်ကိုတည်ထောင်မည်ဖြစ်သည်ပြည်တွင်းပြည်ပနှင့်ဒေသတစ်ခုစီတွင်လက်ရှိကူးစက်မှုအခြေအနေအစိုးရမှအသိပေးချက်များနှင့်ကူးစက်ရောဂါလက္ခဏာများစသည့်သတင်းအချက်အလက်များကိုစဉ်ဆက်မပြတ်စုဆောင်းရန်နှင့်ကောလာဟလများလှည့်ပြားခြင်းမှကင်းဝေးစေရန်နှင့်တင့်လျော်သောအရေးယူဆောင်ရွက်မှုများပြုလုပ်ရန်ဝန်ထမ်းများအကြားတိကျသောအချက်အလက်များကိုမျှဝေရန်အရေးကြီးပါသည်ပထမကိုအခြေခံသည့်ပထမဆုံးခိုင်မာသောတုံ့ပြန်မှုသည်အဆုံးသတ်မှတ်ခြင်းဖြစ်သည်တန်ရှင်းသောနေရာများနှင့်ညဉ့်ဉန်းသောနေရာများကိုယောဂကူးစက်မှုအခြေအနေပေါ်မူတည်၍သတ်မှတ်ထားပြီးလူနှင့်ကုန်ပစ္စည်းများရွေ့လျားမှုကိုထိန်းချုပ်ထားသည်နောက်တစ်ခုကတော့ဝန်ထမ်းဖွဲ့စည်းပုံနှင့်လုပ်ငန်းဆောင်ရွက်မှုကျွန်ုပ်တို့သည်
ဝန်ထမ်းများ၏ဆန္ဒဖြင့်စစ်ဆေးမည်ဖြစ်ပြီးလိုအပ်ပါကလုပ်ငန်းဆောင်ရွက်မှုများကိုလျှော့ချရန်သို့မဟုတ်ဦးစားပေးလှုပ်ဆောင်ရန်သို့မဟုတ်ပြင်ပပံ့ပိုးကူညီမှုရယူရန်စဉ်းစားပါမည်ပစ္စည်းစီမံခန့်ခွဲမှုတွင်တူလောင်မှုပိုးသက်ဆေးများစသည်တို့ကိုခြေရာခံပြီးပြက်လက်သွားသည့်အခါရင်းတို့ကိုချက်ချင်းလက်ငင်းတူညရယူခြင်းတို့ပါဝင်သည်ကျွန်ုပ်တို့၏ပြင်ပပူးပေါင်းဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့်ကျွန်ုပ်တို့သည်ပြည်သူ့ကျန်းမာရေးဌာနများဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများစာချုပ်ချုပ်ဆိုထားသောကုမ္ပဏီများနှင့်အနီးကပ်လှုပ်ဆောင်ပါသည်ထို့ပြင်သတင်းအချက်အလက်ထုတ်ဖော်ခြင်းနှင့်ဆဲဆိုခြင်းစန့်ကျင်ရေးနည်းလမ်းများသည်အရေးကြီးပါသည်နားလည်မှုလွဲမှားမှုနှင့်မလိုမုန်းထားမှုများကိုကာကွယ်ရန်အတွက်သုံးစွဲသူများ၏မိသားစုများနှင့်ဆက်ဆက်အဖွဲ့အစည်းများထံသို့အချက်အလက်များကိုတင့်လျော်စွာထုတ်ဖော်ပါမည်စက်ရုံအတွင်းယောဂဖြစ်ပွားမှုမဖြစ်နိုင်သည့်အခြေအနေမျိုးတွင်ဝန်ထမ်းများအားလုံးအတူတကွပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်တင်းထက်လူကြီးများနှင့်တုံ့ပြန်ရေးဌာနချုပ်၏ညွှန်ကြားချက်များကိုတိတိကျကျလိုက်နာပြီးတည်ငြိမ်အေးဆေးစွာဆောင်ရွက်ပါပုံမှန်ထက်ပိုမိုတင်းကျပ်သောကူးစက်ရောဂါကာကွယ်ရေးအစီအမံများကိုအကောင့်ထဲပေါ်ရန်နှင့်အခြေအနေပေါ်မူတည်၍တင်ဤပုံမှန်တာဝန်များအပြင်ပံ့ပိုးကူညီရာတွင်လိုက်ရောညီထွေရှိရန်လိုအပ်ပါသည်ပူးပေါင်းဆောင်ရွက်သောသဘောထားရှိရန်အရေးကြီးပါသည်ကူးစက်မှုထိန်းချုပ်ရေးနှင့်ဘက်ထရီအကြောင်းအရာများအကြောင်းအသိပညာသည်တင်တစ်ကြိမ်တင်ယူပြီးနောက်ရင်းကိုမေ့သွားသောအရာမဟုတ်ပါစက်ယုံ၏လက်ဆွဲများနှင့်လှုပ်ထုံးလုံနည်းများကိုဂရုတစိုက်ဖတ်ရှုပြီးတင်ဤအသိပညာနှင့်ကျွမ်းကျင်မှုများကိုအတိတ်လုပ်ရန်ပုံမှန်လေ့ကျင့်မှုနှင့်လေ့ကျင့်ခန်းများတွင်တက်ကြွစွာပါဝင်ပါတင့်အလုပ်တွင်မေးခွန်းများရှိပါကတင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်များမချဘဲကျွန်ုပ်တို့နှင့်တေချာတိုင်ပင်ပါနောက်ဆုံးအနေနဲ့အနှစ်ချုပ်ပါကူးစက်ရောဂါထိန်းချုပ်ရေးဟာဝန်ထမ်းအားလုံးရဲ့အရေးကြီးတဲ့တာဝန်တစ်ခုပါစံတတိထားစရာတွေအထူးသဖြင့်လက်တန့်ရှင်းရေးဟာစောင့်ရှောက်မှုရဲ့အခြေခံပါပဲနေထိုင်သူတွေရဲ့ပြောင်းလဲမှုမှန်သမျှကိုအစောပိုင်းအဆင့်မှာရှာဖွေပြီးအစီရင်ခံသွားမှာဖြစ်ပြီးကူးစက်ရောဂါဖြစ်ပွားမှုမှာဘတ်ဖာကိုအခြေခံပြီးစနစ်တကျတုံ့ပြန်သွားမှာဖြစ်ပါတယ်အဖွဲ့လိုက်လှုပ်ဆောင်ခြင်းနှင့်စင်ဆက်မပြတ်သတိပေးခြင်းဖြင့်ဘေးကင်းသောအသုံးဆောင်တစ်ခုဖန်တီးရန်အတူတကွလှုပ်ဆောင်ကြပါစို့တင့်တွင်မေးခွန်းများရှိပါကကျေးဇူးပြု၍လက်ဆွဲစာအုပ်ကိုစစ်ဆေးပါသို့မဟုတ်တင်ဤအထက်လူကြီးသို့မဟုတ်အကြီးတန်းကိုမေးပါဒီတင်နန်းကပြီးသွားတယ်လုံခြုံပြီးလုံခြုံသောအဆောက်အဦပတ်ဝန်းကျင်ကိုဖန်တီးရန်အတူတကွလှုပ်ဆောင်ရန်ယနေ့ရရှိထားသောအသိပညာကိုအသုံးပြုကြပါစို့နောက်ဆုံးအနေနဲ့ Google Form မှတဆင့်စစ်တမ်းကိုဖြည့်ပါတင်ဤတုံ့ပြန်မှုသည်တင်နန်းတွင်တင်ဤပါဝင်မှုကိုအတည်ပြုချက်အဖြစ်လှုပ်ဆောင်မည်ဖြစ်သည်ကြည့်ရှုမှုအတွက်ကျေးဇူးတင်ပါသည်